တက်တည်အခိုင်အမာမရမချင်းတောင်းမြင်နေတဲ့ချင်းဆိုင်ချင်း တော်ထတာမင်းဒီကိစ္စမှာလုံးဝဝင်ပါလို့မရဘူး မိုးတင်ရဲ့စိတ်ကကံရည်ပြင်းလေးလိုငြိမ်သက်နေမှရ ခင်းဖြစ်ပေါ်အနေနဲ့ရတော့မျက်မြင်တက်တဲ့အနေနဲ့ရှိနေ အမောင်လေးကခေါ်တယ်ဟောဦးတည်ခြင်းမရှိစံတော်ဝါးနဲ့လိုက်ရှာနေရတယ် တို့တမပင်ပါကူကလူတွေဥတည်နေရဆိုတာ မင်းတို့ပြောတဲ့လူသက်သမားကိုငါရအောင်ဖမ်းပြတို့လိုညောင်ရီလောင်းခဲ့တာမလား ဒီကိစ္စမှာခင်ဗျားတခုခုသိနေရဆိုတာကျွန်တော်သိရတော့ လို့ရှင်တာတော့လောက်ကြတော့ သူချင်းချောက်လိုက်တဲ့လူနှစ်ယောက်လုံးကလေလွတ်လမ်းမှမရှိတာ တယောက်ပဲကျန်တော့တယ် လူဘဘာလာတော့မှာဒီဖြစ်စဉ်တွေအားလုံးဟာခွဲဆက်လူတွေမှုကြီးတစ်ခုဖြစ်နေတယ် သူ့လူကိုချင်းတရားပြက်ပြားတယ်တည်တာပဲကောင်း